င်္ဂလာပါခေတ်သစ်ဖတ်တွယ်မီဒီယာမှာထိပ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားရှိဦးထပ်မံတေဆုံးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားရှိဦးထပ်မံတေဆုံးခဲ့ကြောင်းကရင်စီရေးသတင်းရင်းမြစ်ကပြောကြားပါတယ်အော်တိုဘာလ31ရက်နေ့ညပိုင်းကကော့ကရိတ်မြို့နယ်ထီဖိုးဆန်ကျေးရွာဘက်သို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်များကဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်သား10ဦးထက်မနည်းသေဆုံးကအများပြားတရားရရှိပြီးပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။အလောင်းကတော့ရှစ်လောင်းပဲတွေ့တဲ့တခြားထိခိုက်ဒေဆုံးမှုတွေလည်းရှိအောင်မယ်။တိုက်ပွဲကမနေ့ညကဖြစ်တာဒီမနေ့နယ်မြေစင်းရင်နဲ့အလောင်းတွေတွေ့တာဖြစ်တာကတမဟာတေဘက်ချမ်းရှိတဲ့နေရာမှာစစ်ကြောင်းကရောက်ပြီးတိုက်ပွဲဖြစ်တာပါကျွန်တော်တို့ဘက်ကစစ်ကြောင်း၃ကြောင်းပေါ်လို့ကရင်စီရဲ့သတင်းစင်မြစ်ကပြောကြားပါတယ်အော်တိုဘာလ15ရက်နေ့မှစပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းစီကျေးရွာများကိုစစ်ကြောင်းထိုးကမြောက်ပရင်ကျေးရွာသားတအုပ်ကိုခေါင်းဖြတ်မိရှို့တပ်ဖြတ်မှုအပါအဝင်ပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ပြီးအရသားပြည်သူ20ဝန်းကျင်ဖမ်းဆီးထားကြောင်းသိရှိရပါတယ်ထို့တို့ဖန်ဆီးထားတဲ့ပြည်သူများကိုဆိုင်နဲ့စစ်ဆေးခြင်းလက်ပြအဖြစ်တော်၎င်းလူတိုင်းတိုင်းကအဖြစ်တော်၎င်းစစ်ကြောင်းရှေ့ဆုံးမှတက်ခိုင်းကစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါကြောင့်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြားကစစ်သားအလောင်းများလည်းပုံအောနေကြောင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာအာဆာလမ်းမကြီးပေါ်ရှိဒေါနာလန်ဟောင်းနေရာတို့ပင်ရောက်ရှိခြင်းမရှိနိုင်နေကြောင်းသိရှိရပါတယ်။ဆလန်ပင်ရခိုင်ပြည်တခုလုံးနေပါကုန်စစ်တပ်ကဆုံဆုံရန်လက်တကမ်းအလိုတို့ရောက်ရှိလာခြင်းပြည်သူများကိုလေးချောင်းတိုက်ခိုက်တပ်ဖြတ်မှုများအစိမ်မြင့်လာနေတာကြောင့်အထူးသတိပြုရန်အေးကကြေညာသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်တခုလုံးနေပါကိုစစ်တပ်ကဆုံဆုံရန်လက်တကမ်းအလိုတို့ရောက်ရှိလာခြင်းပြည်သူများကိုလေးချောင်းတိုက်ခိုက်၍တပ်ဖြတ်မှုများအစိမ်မြင့်လာနေတာကြောင့်အထူးသတိပြုကြရန်အေးကကြေညာသတိပေးလိုက်ပါတယ်အေးကမိမိတို့ရည်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်များအလုံးစုံအပြည့်အဝအကောင့်ထဲပေါ်စေရန်အတွက်အရခပြည်သူလူထုတရလုံးနဲ့လက်တွဲပြီးအစွမ်းကုန်စ조사လေးရရှိကြောင်းလက်ရှိအချိန်မှာစစ်တပ်ကရခိုင်ပြည်တစ်ခုလုံးနှီးပါးကိုလက်လွတ်ဆုံဆုံရန်လက်တကမ်းအလိုတို့ရောက်ရှိနေသည့်အချိန်ဖြစ်ကြောင်းတပြိုင်နက်တည်းမှာစစ်တပ်နဲ့အေအေတို့ကရခိုင်ရိုမာနဲ့နေမြေချင်းထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရဝတီတိုင်းအစရှိသည့်နေရာများအပြင်အာရခတပ်တော်၏စည်ရဲလှုပ်ရှားတဲ့နေရာအချို့မှာပါနှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်အခြားတစ်ဖက်မှာလည်းစစ်တပ်ကစမ်းမြောက်ဒေသမှာအပြစ်ခတ်ရဲစဲရေးကိုညီနောင်မဟာမိတ်သုံးဘက်ထဲမှာကိုကန့်နဲ့တောင်တပ်ဖွဲ့များနဲ့မရှိမနာပြုလုပ်နိုင်ခဲ့ကြောင်းဒါပေမဲ့၎င်းတို့၏မြန်မာပြည်သူများအပေါ်နေစဉ်ရက်ဆက်ကျူးလွန်နေသည့်စစ်ရာဇဝမှုများမှာလျှော့ချသွားခြင်းမရှိဘဲရခိုင်ဒေသတွင်နာမကမြန်မာတနိုင်ငံလုံးအနှံ့အပြားမှာအရသားပြည်သူများအပေါ်လက်ရဲစရဲဖြင့်စစ်ရာဇဝမှုများကျူးလွန်နေစေပင်ဖြစ်ကြောင်းအေအေကပြောဆိုပါတယ်ရှမ်းမြောက်ဒေသမှာပြုလုပ်နေသည့်စစ်တပ်၏ထိုးစစ်များအပြစ်ခတ်ရဲစက်မှုပြုလုပ်ခြင်းမှာစစ်စင်ရေးနယ်မြေကျွံသွားခြင်းကိုအခွင့်အရေးယူကအေအေတပ်ဖွဲ့ဝင်များရှိသည့်နေရာများသာမကရခိုင်ပြည်သူလူထုတို့ကိုအဓိကပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုများကိုအော်တိုဘာလ30ရက်နေ့မှာအစိမ်းမြင့်လှုံ့ဆော်လာခဲ့ကြောင်းအော်တိုဘာလ30ရက်နေ့တရက်ထဲမှာပင်စစ်တွေမျိုးရသေးတောင်မျိုးပုံနာကျော်မျိုးပေါတော်မျိုးနဲ့ကြောက်ဖြူမျိုးစင်ချောင်းတိုင်းနယ်ရှင်ကုန်းဝေရွာမှာအရတာပြည်သူလူထုများဆင်ရနေရများသို့လေချောင်းရေချောင်းလက်နက်ကြီးများနဲ့ဒုံးများဖြင့်တရဘောကြောင်စွာပုံချက်တိုက်ခိုက်မှုများအပြစ်မဲ့အရတာပြည်သူလူထုများထဲမှာတေဆုံးနေ10ဦးနဲ့တရားရရှိသူ22ဦးတည်ရှိခဲ့ကြောင်းသိရှိရပါတယ်အော်တိုဘာလ31ရက်နေ့နနက်7:00နာရီအချိန်မှာလည်းစစ်တပ်ကပုံနာကျွန်းမြို့နယ်ပန်းနီလာရွာကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရသားပြည်သူ၄ဦးသေဆုံးခဲ့ပြီးတရားရရှိသူများထဲမှ10ဦးမှလည်းအပြင်းထန်တရားဖြင့်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေကြောင်းသိရှိရပါတယ်။စစ်တပ်အနေဖြင့်တနိုင်ငံလုံးရှိပြည်သူများကိုလေကြောင်းမှပုံကျဲတိုက်ခိုက်နေခြင်းနဲ့လက်နက်ကြီးတော်များဖြင့်ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေခြင်းမှာစစ်ရာဇဝမှုများကိုပြောင်းကြကျွလွန်နေပြီးလူသားမျိုးနွယ်အပေါ်လက်နက်အားကိုဖြင့်ပြစ်မှုကျွလွန်နေခြင်းဖြစ်ကြောင်းစစ်ဆောင်နေမှုကိုဖုံးကွယ်ရန်စ조사အားထုတ်သည့်အနေဖြင့်အပြစ်မဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်တပ်ဖြတ်နေခြင်းကန်းကုံအောင်ရဲစက်ရုံမှနေခြင်းဖြစ်ကြောင်းအေအေကပြောပါတယ်စစ်တပ်ကရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာကျင်းသုံးခဲ့သည့်ပြည်သူနဲ့မြို့ရွာစာတင်ကျောင်းစေယုံစေကန်နှင့်ဖုံးတော်ကြီးကျောင်းလူနေအဆောက်အုံကြီးများကိုတရဲဘောကြောင်စာဖြင့်နေစဉ်ရက်ဆက်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်နီလန်းများကိုလည်း
ရခိုင်ဒေသမှာကျင်းသုံးလာနိုင်တဲ့ဖြင့်အော်တိုဘာလ31ရက်နေ့မှစ၍ရခိုင်ဒေသမှာပြည်သူများအနေဖြင့်စစ်တပ်၏လေကြောင်းရေကြောင်းလက်နက်ကြီးဒုံးများ၏တိုက်ခတ်မှုရန်ကိုရခိုင်နေရများထံပုံမတတိထားကြပါရန်နှင့်စည်ရေးတတိအပြည့်အဝနေညအချိန်မရွေးရှိကြပါရန်အထူးအလေးအနက်အသိပေးတိုက်တွန်းထားပါရရှင်။